ကို350နဲ့ကျမဘော်ရာထားခဲ့ရပါတယ်ဟုတ်ကဲ့သားသမီးတွေကိုကိုယ်ပိုင်ညောင်းနေထားခဲ့တယ်အခုသားသမီးတွေနိုင်ငံခြားကိုရောက်တဲ့အခါကျတော့ဟုတ်ကဲ့အမေတို့ကဖုံးမဆက်နဲ့အမေတို့ဖုံးဆက်မကင်ကျင်တာအဲ့ဒါတွေပဲဆိုတော့ရှင်ထဲမှာနာကျင်လို့မှာမလေးရှားမှာကျမတို့အောက်လန်းနေပြီးဘဝကိုပေးဆက်ပြီးသွားခဲ့တော့လာစာထောက်ခံနေကြအမေသားတို့မစားခြင်းလို့သားမွေးနေလေရောက်လို့သမီးတို့ကိုပဲဖြစ်လို့အလုံးမလုံးဝလို့ဟုတ်ပါကြည်တာဘလို့ပါကျမမလာစာထုံးရင်ငါသမီးလေးကိုငါသားလေးကိုဆိုပြီးဘဝတွေပေးဆက်ပြီးပေးခဲ့ရတာအခုတော့ကျမမယောဂဖြစ်လို့မလုံးနိုင်တော့ရင်အနာဆုံးပါအမေရဲ့တာတရုတ်စပီကင်တက်ချင်လို့ပါဆိုရော့7သိန်းကျမရဲ့ဘဝအကြောင်းလေးကိုပြောပြချင်ပါတယ်သားသမီးဆိုတာမိဘတစ်ယောက်ကသားသမီး10ယောက်ကိုလှုပ်ကြွေးနိုင်ပါတယ်သားသမီး10ယောက်ကမိဘတစ်ယောက်ကိုလှုပ်မကြွေးနိုင်ပါဘူးမျိုးစီမမှန်ပေမတန်းဆိုတဲ့စကားပုံကအခုတော့မှားသွားပါကျမတို့မှာမျိုးစီတွေမှားအောင်လို့အပင်တွေပြောပြီးဘဝတွေကိုပေးဆက်ပြီးမလေးရှားအောင်သွားခဲ့ရပါတယ်ဒါပေမဲ့သားသမီးတွေ10ရာနေအောင်ဘော်ရာတွေထားခဲ့သားသမီးတွေအဝေးတနေဟာရောက်တဲ့အခါကျတော့အဖေတို့အမေတို့ပဲဖုံးဆက်ရင်ပတ်စံနဲ့ကျမရှင်ထဲမှာအနာဆုံးပါပဲကျမရင်ထဲမှာတကယ်အနာဆုံးပါကျမစမတက်ခဲ့ပါဘူးသားသမီးတွေကိုကျမဘဝမျိုးရောက်မှဆိုလို့လမ်းဘေးမှာဈေးရောက်ပြီတစ်နှစ်ကို350နဲ့ကျမဘော်ရာထားခဲ့ရပါတယ်သားသမီးတွေကိုကိုယ်ပိုင်ညောင်းနေထားခဲ့တယ်အခုသားသမီးတွေနိုင်ငံခြားကိုရောက်တဲ့အခါကျတော့အမေတို့ကဖုံးမဆက်နဲ့အမေတို့ဖုံးဆက်မကင်ကျင်တာအဲ့ဒါတွေပဲဆိုတော့ရှင်ထဲမှာနာကျင်လို့မှာမလေးရှားမှာကျမတို့အောက်လန်းနေပြီးဘဝကိုပေးဆက်ပြီးသွားခဲ့တော့မလေးရှားမှာအလုပ်လုပ်တယ်လာစာထောက်ခံနေကြအမေသားတို့မစားခြင်းလို့သားမွေးနေလေရောက်လို့သမီးတို့ကိုပဲဖြစ်လို့အလုံးမလုံးဝလို့ဟုတ်ပါကြည်တာဘလို့ပါကျမမလာစာထုံးရင်ငါသမီးလေးကိုငါသားလေးကိုဆိုပြီးဘဝတွေပေးဆက်ပြီးပေးခဲ့ရတာအခုတော့ကျမမယောဂဖြစ်လို့မလုံးနိုင်တော့ရင်အနာဆုံးပါမိဘသားသမီး10ယောက်ကိုလှုပ်ကြွေးနိုင်ပါတယ်မိဘတစ်ယောက်ကိုသားသမီး10ယောက်ကလှုပ်မကြွေးနိုင်ပါဘူးဒုက္ခလာချက်ကိုပြင်ရနေတာကျမပြောရမယ်ဆိုရင်တော့အများကြီးပါလေကျမအမျိုးသားလည်းဘဝတွေပေးဆက်ခဲ့ရတယ်ကျမတို့တော်လန်းနေပြန်ပြီးအပြန်ညစီရန်လျှောက်ခဲ့ရပါတယ်ကျမလက်ဆိုရင်ဒီမှာမြန်မာနိုင်ငံသွားတော့အကောင်းမှာအကျော်တွေအသားတွေကိုဒီဇိုင်းဆက်ပြီးဘဝတွေပေးဆက်ပြီးသားသမီးတွေပညာတတ်ဖြစ်အောင်သင်ခဲ့ပါတယ်အမေရဲ့တာတရုတ်စပီကင်တက်ချင်လို့ပါဆိုရော့7သိန်းတာကိုပိုင်ညောင်းဘော်ရာပြန်တက်ချင်လို့ပါဆိုတက်အခု10ရာနေအောင်လို့ကျမတို့မလုံနိုင်တဲ့ဘဝကြတော့ကျမရင်လေးအနာဆုံးပါကျမရင်လေးအနာဆုံး